IQ 145ဆိုတာတကယ့်ကိုမှပါရမီရှင်အဆင့်ပါ။ဒါပေမဲ့ဒီဉာဏ်ပညာကိုလူအဖွဲ့အစည်းကိုဖျက်ဆီးဖို့အသုံးချလိုက်ရင်အရမ်းကိုမှကြောက်လန့်ဖို့ကောင်းတယ်။ဒီနေ့ပြောပြပေးမှာကတော့အရက်လျှောက်ပြီး6 လက်မရှိတဲ့ဧရာမလူသက်သမားလို့လူသိများကြတဲ့အမွန်းဆိုတဲ့လူတစ်ယောက်အကြောင်းပဲ။သူဟာသူ့ရဲ့ဉာဏ်ရည်ကိုသုံးပြီးတော့ရဲတွေရောဆရာဝန်တွေကိုပါလှည့်စားသွားခဲ့တဲ့သူတစ်ယောက်ပါ။ ED ရဲ့ဘဝကငယ်ငယ်ကလေးတည်းကမလှပခဲ့ဘူး။သူ့ရဲ့အမေအရင်းကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပြင်းပြင်းထန်ထန်နဲ့နှိပ်စက်ခဲ့တာ။သူ့ရဲ့ထူးခြားလွန်းလာတဲ့အရက်အမှောင်ကြောင့်ညီမဖြစ်သူကိုအန္တရာယ်ပေးမှစိုးလို့အကြောင်းပြချက်နဲ့မြေအောက်ခံထဲမှာပိတ်လှောင်ထားခဲ့ပါတယ်။ဒီလိုနဲ့အမေစီကရတဲ့အမုန်းတရားတွေကသူ့ကိုလူသက်ဆက်ရုပ်တရုပ်ဖြစ်အောင်ပုံဖော်ပေးလိုက်တာပါပဲ။1964 ခုနှစ်အသက်15နှစ်အရွယ်မှာED ကိုသူ့ရဲ့အဖိုးအဖွားတွေဆီကိုပို့လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲကအမှောင်တူကပေါက်ကွဲထွက်လာပြီးမိဖို့ကြောင့်ထဲမှာအဖွားဖြစ်သူနဲ့စကားများရန်ဖြစ်ရာကနေပြီးတော့အဖွားကိုအရင်ဆုံးလှုပ်ကြံလိုက်ပါတယ်။အဖိုးဖြစ်တဲ့သူအပြင်ကပြန်လာတဲ့အခါမှာလဲတက်တေတွေဖျောက်ဖက်ဖို့အတွက်ဆိုပြီးတော့ထပ်ပြီးလှုပ်ကြံခဲ့ပါတယ်။ဒါဟာသူ့ရဲ့ပထမဦးဆုံးသွေးစွန်းတဲ့အစပါပဲ။ဒီမှုခင်းကြောင့်သူဟာစိတ်ကျန်းမာရေးစီးရုံးကိုပို့ခံရပါတယ်။ဒီနေရာမှာသူ့ရဲ့ IQ 145စတင်ပြီးတော့အလုပ်လုပ်ပါပြီ။သူဟာအားလပ်တဲ့အချိန်တိုင်းမှာစိတ်ပညာစာအုပ်တွေကိုအပတ်တကုန်းနဲ့လေ့လာပြီးတော့ဆရာဝန်တွေကဘာတွေကိုတွေးနေလဲဆိုတာကိုသိအောင်အရင်ဆုံးလုပ်ပါတယ်။သူဟာဆရာဝန်တွေရဲ့ရှိမှဆိုရင်အရန်ကိုမှယဉ်ကျေးပြုငှပြီးတော့နောင်တရနေတဲ့လူကောင်းအဖြစ်ဟန်ဆောင်ခဲ့ပါတယ်။ဆေးရုံကနေပြီးတော့စစ်ဆေးမှုတွေကိုလည်းပုံမှန်လူတစ်ယောက်လိုမျိုးထင်အောင်လှည့်စားပြီးတော့ဖြေဆိုနိုင်ခဲ့တာကြောင့်သူ့ရဲ့21နှစ်ပြည့်မွေးနေ့မှာဆရာဝန်တွေကဒီလူကအန္တရာယ်မရှိတဲ့သူအဖြစ်နဲ့သတ်မှတ်ပြီးတော့ပြန်လွှတ်ပေးလိုက်ပါတယ်။တကယ်တော့ဒါဟာကြားရဲတကောင်ကိုတောထဲကိုပြန်လွှတ်ပေးလိုက်တာနဲ့အတူတူပါပဲ။ဆေးရုံကထွက်လာပြီးတော့EDဟာရဲတယောက်ဖြစ်ရှင်ပေမဲ့အရက်ရှည်လွန်းလို့ဆိုပြီးတော့ငင်းပယ်ရှင်ကိုခံရပါတယ်။အဲ့ဒီမှာတင်သူကဥပဒေကလက်မခံရင်ဥပဒေကိုပယ်ဖျက်တဲ့သူလုံးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။1982ခုစံတကောလိပ်ကျောင်းသူတွေကိုကားကြုံတင်ပေးမယ်ဆိုပြီးတော့လှည့်စားရာကနေပြီးတော့ရက်ဆက်ဆက်ကိုတက်ဖြတ်ခဲ့ပါတယ်။အံ့ဩဖို့ကောင်းတာEDဟာဒေတာခံရဲတွေနဲ့အရန်ရင်းနှီးတဲ့သူတယောက်။သူကရဲတွေနဲ့အတူတူဘာမှအရက်တွေတောက်ရင်းနဲ့ရဲတွေကသူ့ကိုဘယ်လိုမျိုးလိုက်ဖမ်းနေမလဲဆိုတဲ့အကြောင်းကြီးရေမောမောနဲ့နားထောင်နေခဲ့တာပါ။သူ့ရဲ့ရုပ်ရည်နဲ့နေထိုင်မှုတွေကြောင့်ဘယ်ရဲကမှသူ့ကိုသင်္ကာမကင်းမဖြစ်ခဲ့ကြပါဘူး။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတကယ်ရန်သူအစစ်ကတော့သူ့အမေပါပဲ။1983ခုနှစ်မှာအိပ်ပျော်နေတဲ့သူ့အမေကိုလှုပ်ကြံလိုက်ပြီးတော့သူ့အမေရဲ့တငယ်ချင်းကိုလည်းတက်တေဖျောက်တဲ့အနေနဲ့ထပ်ပြီးတော့လှုပ်ကြံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကပြည်နယ်ကျော်ပြီးတော့ထွက်ပြေးသွားခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာဗလာနှထိဖြစ်နေတဲ့အတွက်ရဲတွေကိုကိုယ်တိုင်ပဲဖုန်းဆက်ပြီးတော့ကျွန်တော်ဟာခမည်းတော်လိုက်ဖမ်းနေတဲ့သူပါဆိုပြီးတော့ဝန်ခံခဲ့ပါတယ်။သူဟာထောင်တစ်သက်တစ်ကြုံကို8 ကြိမ်ချမှတ်ခြင်းခံခဲ့ရတယ်။ထောင်ထဲမှာလည်း FBI တွေကသူ့ကိုတခြားလူသက်သမားတွေရဲ့အကြောင်းတွေလူသက်သမားတွေရဲ့စိတ်ဓာတ်တွေကိုခွဲခြားစိတ်ဖြာဖို့အတွက်အကူအညီတောင်းခြင်းကိုလည်းခံရပြီးတော့ဒါဟာဇင်တို့တွေလက်တွေ့မြင်နေရတဲ့မှုခင်းဇလန်တွေရဲ့အစပဲဖြစ်ပါတယ်။ဒီရဲ့အကြောင်းကနေပြီးတော့ဇင်တို့တွေကိုပေးလိုက်တဲ့တတိပေးချက်ကတော့အခြေရှာနေရတဲ့အမုန်းတရားတွေကအထက်မြတ်ဆုံးသောဉာဏ်ကြီးရှင်တယောက်ကိုတောင်မှအဆိုးဝါးဆုံးနဲ့ဘလူးတစ်ကောင်အဖြစ်ပြောင်းလဲပြစ်နိုင်နေဆိုတာအခုလိုမျိုးလေးဇင်းရဲ့ဗီဒီယိုလေးကြည့်ရှုပေးကြတဲ့တက်စင်စီတိုင်းနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေပြန်တွေ့ကြပါအောင်မယ်ချင်း